အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ The Ghost Myanmar Radio ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီဖြစ်ရမှန်ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ မင်္ဂလာပါဗျာဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကတော့လွန်ခဲ့တဲ့18နှစ်ကျွန်တော်အသက်22လောက်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရဆန်တစ်ခုအကြောင်းပါဇက်သေးကဖြစ်ရမှန်ကိုပြန်လေပြောပြခြင်းပါအဲ့ဒီတုန်းကကျွန်တော်သင်ငန်းစီးရကနေထွက်လာတာမကြသေးဘူးခေါင်းပေါ်မှာစပင်းတောင်ကောင်းကောင်းမပေါက်သေးပါဘူးတရက်တော့လေတော်ထဲမှာအဖေနဲ့အမေကိုကူပြီးထွန်းရက်ပြီးနေတော့ရွာတွေကကိုဖန်ဆိုတဲ့အကိုတယောက်မော်တော်ဆိုင်ကယ်လေးနဲ့ရောက်လာတယ်သူကမြို့ပြင်ဘက်ကအစိုးရအင်ယာဆောက်လုပ်ရေးစိုက်တစ်ခုမှာအမူးတန်ပေါင်တက်စင်နဲ့ပေါက်စည်းကန်ထရိုက်ရထားတာပါရွာတွေကလူ10ယောက်လောက်လည်းပါသွားကြပြီကျွန်တော်တင်ငန်းထွက်ပြီးအလုံးမရှိသေးတာနဲ့သူကလာခေါ်တာပါငါတို့ရွာတွေကမင်းနဲ့ရင်းနှီးတဲ့လူတွေကြီးပဲလိုက်ခဲ့ပါလားဆိုတာနဲ့ကျွန်တော်လေးလက်ခံလိုက်တယ်တိုင်ခံသွားကြတော့နောက်တနေ့မနက်4 နာရီမှာ2ယောက်သေးစထွက်ကြတာပေါ့ဆောက်လုပ်ရေးစိုက်ရောက်တော့ညနေ9 နာရီလောက်ရှိပြီတော်တော်ကြီးတဲ့စိုက်ပြငါထက်တိုက်တီကြီး160လောက်ရှိတယ်ပြီးစီးတာကတိုက်100ကြံနဲ့60ကအဆောက်အုံအယိုးပေါ်နေတော့မယ်အလုတ်သမားတွေလမ်းလျှောက်ထွက်လာကြတာနေတာမဟုတ်ဘူး400မကဘူးအဲ့ဒီအထဲမှာ90%ကမြန်မာအလုတ်သမားတွေကြီးပဲထိုင်းလူမျိုးဆိုလို့အင်ဂျင်နီယာတွေမော်တော်ကရိန်းမောင်းနေသူတွေနဲ့အမိုးလုပ်တဲ့ကျွန်တော်တို့အဖွဲ့ပဲရှိတာကျွန်တော်တို့ကတိုက်တစ်ခုမှာ15ရက်လောက်ကြာအောင်လုပ်ရတယ်အမိုးတန်ပေါင်ရိုက်စတီတက်အမိုးပြမိုးတာတွေအကုန်ကျွန်တော်တို့အဖွဲ့ကတိုင်ခံလုပ်တာပါအဲ့ဒါကြောင့်တွားလုပ်တဲ့တိုက်မှာပဲအိတ်ကြရတယ်ရောက်တော့ရွာကလူတွေထမင်းစားနေကြလို့အရှင်ထွက်ဆိုပြီးမကြသေးမီကတင်ငန်းထွက်လာတဲ့ကျွန်တော်ကိုဝိုင်းခေါ်ကြတယ်အသက်22နဲ့ကျွန်တော်ကအငယ်ဆုံးပဲကျန်တဲ့သူတွေကအသက်30အထက်တွေကြီးအလုပ်စားလုပ်ပြီး3ရက်မြောက်မှာပြဿနာကစတာပါပဲအဲ့ဒီနေ့ညနေအလုပ်သိမ်းတော့ ကျွန်တော်တို့ထမင်းဟင်းချက်နေကြတော့ခေါင်းဆောင်ကိုဖန်ရောက်လာပြီးအားလုံးခဏစုကြပါအောင်တိုင်ပင်စရာရှိတယ်ဆိုပြီးအစည်းအဝေးခေါ်တယ်။သူပြောတာကတခြားခရိုင်တစ်ခုမှာအလားတူအင်ယာဆိုင်ခင်းတစ်ခုရှိသေးတယ်။အဲ့ဒီမှာပစ္စည်းတွေရောက်နေပြီမို့မနှက်ဖြန်မနှက်ကြရင်လူအကုန်လုံးဟိုဘက်ကိုပစ္စည်းသွားချဖို့လိုက်ခဲ့ရမယ်တဲ့။ဒါပေမဲ့ဒီဘက်ကဆိုင်ခင်းမှာပစ္စည်းနဲ့ကိရိယာတွေကိုစောင့်ရှောက်ဖို့လူတစ်ယောက်ကြံခဲ့ရမယ်။ကြံခဲ့တဲ့သူကဘာမှလုပ်စရာမလိုဘူး။စိုက်ခင်းမှာအေးဆေးထိုင်စားအိတ်ဆောင်ရုံပဲစားစရာတောက်စရာတွေအကုန်ပုံနေထည့်ပြီးခဲ့မယ်အလုပ်လုပ်စရာမလိုပဲဟိုဘက်ပစ္စည်းတွားချတဲ့လူတွေနဲ့တန်းတူနှိတွက်ခါရမယ်ဆိုပြီးပြောတာပါကဲကိုဖန်ကဒီလိုလာကန်းလှမ်းတော့ရွာကအကူ8ယောက်ကိုကြည့်လိုက်တာငြိမ်ကျသွားကြတာပဲဗျာကိုဖန်ကကိုကောင်ဆိုတဲ့အကူကိုလှည့်မိတယ်ဟျာကောင်မင်းကြံခိမလားကိုကောင်ကဟာငါမကြံခိချင်ပါဘူးကွာငါကအလုပ်လုပ်ရတာကြိုက်တာငါ့ကိုဒီတိုင်းဒီမှာလာအိတ်နေခိုင်းရင်ငါမနေနိုင်ဘူးတဲ့ကျွန်တော်လဲစဉ်းစားရခက်သွားတယ်ဟေးယောဒီလူတွေရုတ်တရက်ကြီးဘာလို့ဒီလောက်အလုပ်စူးစမ်းကျင်သွားတာပါလဲဆိုပြီးတော့ကိုဖန်ကကိုအေးဆိုတဲ့အကိုကိုထပ်မိတော့လေငါမိမငါ့ကိုအလုပ်လုပ်ဖို့လွှတ်လိုက်တာငါဒီမှာအေးစီအိတ်နေတာသိရင်ငါ့ကိုဆဲလိုက်မယ်ငါမကြံခဲ့ဘူးတဲ့တယောက်တစ်မျိုးအကြောင်းပြချက်တွေပြီးပြီးအဲ့ဒီမှာမနေချင်ကြဘူးဗျနေပူတဲ့ပစ္စည်းသွားမချချင်ကြတာတဘာဝပြီမဲ့ဒီမှာကြံခဲ့ဖို့ကြတော့တယောက်မှလက်မခံကြဘူးကျွန်တော်လဲကိုဖန်နောက်မှာရက်နေနေတာလေအကိုဘာမှမလုပ်ရတော့ဘာလို့ညင်းနေကြတာလဲဘာမှမလုပ်ချင်ရင်ကျွန်တော်ကြံခဲ့ပေးမယ်လေလို့ပြောလိုက်ရောအဲ့ဒီအကို8ယောက်စလုံးငြိမ်ကြသွားပြီကျွန်တော်ရုပ်တရက်ဝိုင်းကြည့်လာကြတယ်ကိုဖန်ကကျွန်တော်ပဲလှည့်လာပြီဟဲ့မင်းတကယ်မင်းတယောက်တည်းနေနိုင်လို့လားလို့မေးတယ်ကျွန်တော်ကလည်းနေနိုင်တာပေါ့အကိုကြီးဘာဖြစ်လို့လဲလို့ပြန်ပြောလိုက်တယ်သူကအေးဒါဆိုရင်တော့မနေ့4 နာရီသူတို့စထွက်ကြမယ်မင်းစိုက်ခင်းမှာကြံခဲ့တော့ဆိုပြီးတော့အတိပြုတ်လိုက်တယ်နောက်နေ့မနေ့4 နာရီရောက်တော့ကျွန်တော်နူးလာပြီသူတို့နှုတ်ဆက်ဖို့ထလာခဲ့တယ်ကိုဖန်ကကားပေါ်မတက်ခင်ကျွန်တော်စီလာပြီမင်းတခင်နေခင်းနိုင်တာတော့ဆိုပြီးအထက်ထက်အခါကကာကွယ်မင်းနေတယ်ပြီးတော့ကျွန်တော်မှုတ်ဖို့ဆိုပြီးဘတ်300ပြီဟေးအောင်မင်းထမင်းဟင်းမချက်ချင်ရင်လဲလမ်းထိပ်ထွက်ပြီးခောက်ဆွဲဖြစ်မာစားစရာဖြစ်သွားဝယ်စားလိုက်ဆိုပြီးတော့လေကိုဖန်ကမာသေးတာဗျအဲ့ဒီတော့ကတော့စိတ်ထဲကနေဝမ်းသာလိုက်တာလုံရောဟာငါတော့ကန်ကောင်းလိုက်တာအလုတ်လည်းလုတ်စရာမလိုဘူးနေတွက်ကလေးရတယ်မူဖို့ဘတ်300တောင်ထက်ရသေးတယ်စိန်ပဲဆိုပြီးသဘောတွေကျနေတာပေါ့ခဏနေတော့သူတို့ကားပေါ်တက်ပြီးထွက်သွားဖို့ပြင်ကြတယ်ကားနောက်ဖုံးမှာရွာကအကို3-4ယောက်လိုက်သွားတာပါကားမထွက်ခင်ကိုကောင်ကကျွန်တော်ကိုလက်ပြပြီးဟေ့အောင်အရှင်ထွက်ကန်ကောင်းပါစီကွာနောက်3ရက်ဆိုငါတို့ပြန်လာခဲ့မယ်လို့လှမ်းပြောတယ်ကျွန်တော်လည်းလက်ပြနှုတ်ဆက်လိုက်တာပေါ့ဒါပေမဲ့ကားစထွက်တော့မှကိုကောင်ကဆက်တန်ကြားရည်ကနေလှမ်းអော်လိုက်တာဗျ
ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုထိတ်လန့်စရာ horror story တွေတရေဇက်လန်းတွေဖြစ်ရမှန်လျှို့ဝှက်စမ်းကြယ်ဗီဒီယိုအသစ်တွေကိုမလွတ်ချင်ဘူးဆိုရင် The Ghosts Myanmar Radio's channel လေးကို subscribe လုပ်ပြီး notification bell ကိုဖွင့်ထားပေးပါဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like လုပ်ပေးပါဦးသင်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးတငယ်ချင်းတွေနဲ့လည်း share လုပ်ပေးပါဦးနောက်ဗီဒီယိုမှာပိုပြီးထိတ်လန့်စရာဇက်လန်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ